lousy ဒီစကားလုံးကိုကြတော့ကျွန်တော်တို့စင်ကာပူမှာအသုံးများပါတယ်ဘယ်လိုနေရာမျိုးတွေမှာအသုံးများလဲဆိုတော့အလုပ်တစ်ခုကိုတည်တည်ချာချာမလုပ်ဘူးအလုပ်လုပ်တာအသုံးမကျဘူးပေါ့နော်သတ်မှတ်ထားတဲ့သတ်မှတ်ဆက်ဒီတိုင်းတည်တည်ချာချာမလုပ်ဘဲနဲ့အန်ဒီအောင်အလုပ်လုပ်တဲ့သူတွေပေါ့နော် subcon တွေ worker တွေအဲ့လိုမျိုးသူတွေကိုဒီကျွန်တော်တို့ကဒီ lousy ဆိုပြီးတော့သုံးတယ်ပြောမယ်ဆိုရင် this subcon is so lousy ပြောမှဆိုရင်တော့ဒီ subcon อ่ะပေါ့နော်သူတို့သတ်မှတ်ထားတဲ့ safety တွေဘာတွေကသတ်မှတ်ထားတဲ့သတ်မှတ်ချက်တွေတိုင်းမလုပ်ဘဲနဲ့အလုပ်ကိုဒီအန်ဒီအောင်အလုပ်လုပ်တယ်ပေါ့နော်အဲ့လိုမျိုးအသုံးနှုန်းတွေကိုဟိုတခါတည်းစုပြီးတော့ပြောလိုက်တာပေါ့နော်အလုပ်ကိုတေချာမလုပ်ဘူး safety ကိုလည်း follow တေချာမလုပ်ဘူးဒီ safety ကသတ်မှတ်ချက်တွေတိုင်းလည်းမလုပ်ဘူး main ကုန်းကသတ်မှတ်ချက်တွေတိုင်းလည်းအဲ့လိုမျိုးတေချာ follow မလုပ်ဘဲနဲ့အန်ဒီအောင်ပေါ့နော်အလုပ်ကိုဖြစ်ကလဆန်လုပ်တဲ့လူမျိုးတွေဆိုတခါတည်းစုပြီးတော့ပြောလိုက်တာပေါ့နော် your company so lousy မင်းတို့ company ကဒီဟိုအရန်အသုံးမကျတဲ့ company ပေါ့နော်ဒါကျွန်တော်တို့ဒီ construction site တွေမှာဆိုရင်ခဏခဏကြားရတယ်ပေါ့နော်ဒီ safety main ကုန်းက safety က sub ကုန်းကဒီအလုပ်သမားတွေကိုဒီ sub ကုန်းက supervisor တွေကိုခဏခဏပြောတဲ့အသုံးထဲမှာဒီကောင်ကခဏခဏကြားရပါတယ်အဲ့ဒီတော့ you are so lousy ဆိုရင်မင်းကတော်တော်အသုံးမကျတဲ့ကောင်ပေါ့နော်အဲ့လိုမျိုးနေရာတွေမှာဒီ lousy ဆိုတဲ့စကားလုံးသုံးတယ်ကျွန်တော်တို့ရောက်ခါစားဆိုရင်ဒီစကားလုံးကဘာပြောမှမသိဘူးသူ့ရဲ့ဟာကိုလည်းဟိုစလုံးပေါင်းလည်းမသိဘူးလေစလုံးပေါင်းလည်းမသိဘူးဆို dictionary မှာလည်းရှာလို့လည်းမရဘူးဒီစကားလုံးကဘယ်ရလာလဲတော့မသိဘူးပေါ့နော်ဒါပေမဲ့ singly အသုံးနှုန်းထဲမှာဒီ lousy ဆိုတဲ့စကားလုံးကိုကျွန်တော်တို့တော်တော်သုံးကြတယ်အဲ့လိုမျိုးအသုံးကြအလုံးမလုပ်ပဲနဲ့ဖြစ်ကလဆန်လုပ်တဲ့သူတွေအလုံးလုပ်တာအရှိုးမပြေတဲ့သူတွေကို lousy ဆိုပြီးတော့သုံးကြပါတယ်ကျွန်တော်တို့နောက်တစ်ခါဒီပစ္စည်းတွေပါတယ်ဝယ်တယ်ကိုလိုအပ်တဲ့ပစ္စည်းတွေပါတယ်ဝယ်တဲ့အခါ quality မကောင်းတဲ့ပစ္စည်းမျိုးတွေနဲ့ကြုံလာတဲ့အခါမျိုးကြရင်လည်းဒီ lousy ဆိုတဲ့စကားလုံးကိုသုံးကြတယ် this one lousy no good အဲ့တိုင်းပေါ့နော်ပြောကြပါတယ်ဒီ lousy ဆိုတဲ့စကားလုံးကိုတွင်တွင်ကြဲကြဲအဲ့လိုမျိုးမကောင်းတဲ့အရာပေါ့နော်အသုံးမကျတဲ့နေရာတွေပစ္စည်းကမကောင်းတဲ့ quality မကောင်းတဲ့နေရာမျိုးတွေအဲ့လိုမျိုးနေရာမျိုးတွေမှာဒီ lousy ဆိုတဲ့စကားလုံးကိုတော်တော်များများအသုံးပြုကြပါတယ်စာလဒီစာလဆိုတဲ့စကားလုံးကကြတော့ကျွန်တော်တို့ဒီတခုခုမှားယွင်းသွားတဲ့နေရာတွေမှာသုံးတဲ့အခါမှာဒီစာလဆိုတဲ့စကားလုံးသုံးကြပါတယ်ကျွန်တော်တို့ဒီ construction site တွေမှာဆိုရင်drawing မှားသွားတဲ့နေရာမျိုးတို့နောက်တစ်ခါဒီ casting လောင်းတာမှားသွားတာတို့ rebar မှားသွားတာတို့ပေါ့နော်မှားယွင်းသွားပြီးမှားယွင်းသွားပြီးတဲ့အရာကိုကျွန်တော်တို့နောက်မှပြန်ပြောတဲ့အခါကျရင်ကျွန်တော်တို့ဒီစာလဆိုတဲ့စကားလုံးသုံးကြတယ်ဥပမာဒီ drawing မှားသွားတယ်ပေါ့နော် drawing မှားသွားတယ် this drawing စာလ ready အဲ့လိုမျိုး broken နေနဲ့ဒီ singly ဒီဘန်းစကားတွေပေါ့နော်ဒီအဲ့လိုမျိုးဘန်းစကားတွေထည့်ပြီးတော့သုံးကြတယ်တော်တော်များများသုံးကြပါတယ်ကျွန်တော်ရောက်စတော့နားမလည်ဘူးပေါ့နော်ဒီစာလဆိုတဲ့စကားလုံးနောက်ပိုင်းကျမှဟိုတခုခုအော်သူပြောချင်တာချစ်ရမှားသွားတဲ့အရာကိုပြောချင်တာပဲစာလ ready ဆိုအဲ့လိုမျိုးသုံးကြတယ်ဒီ construction site တွေမှာနောက်ပိုင်းလုပ်ခဲ့မယ်ဆိုရင်ဒီစကားခဏခဏကြားမှာဖြစ်ပါတယ်စာလဆိုတဲ့အတိတ်ပဲပေါ့နော်စာလဆိုတဲ့အသုံးလုံးခဏခဏကြားဖြစ်မှာဖြစ်ပါတယ်ကျွန်တော်တို့ဂျလန်းဆိုတဲ့စကားလုံးကမလေးဘာသာစကားကလာတဲ့စကားလုံးဖြစ်ပါတယ်သူ့ရဲ့အတိတ်ပဲကကြတော့သွားလာလဲပတ်တာတွေဟိုသွားတီသွားတာတွေဒီလိုအသုံးနှုန်းတွေမှာဒီဂျလန်းဆိုတဲ့စကားလုံးကိုသုံးပါတယ်ဥပမာမင်းပိတ်ရက်ကဘယ်တွေသွားနေလဲအဲ့ဒါဆိုရင်ကျွန်တော်ပြောကြတယ်ဂျလန်းlittle India ပေါ့နော်ငါဒီ little India ဘက်မှာဂျလန်းဟိုသွားတီသွားနေတယ်အဲ့လိုမျိုးတွေသုံးကြပါတယ်နောက်တစ်ခုကကြတော့ကျွန်တော် site ထဲမှာဒီလုပ်ငန်းခွင်ထဲမှာဆိုလဲဟိုမှာအလုံးမလုပ်ဘဲနဲ့အလုပ်သမားအလုံးမလုပ်ဘဲနဲ့ site ထဲမှာဟိုသွားတီသွားဟိုလုံနေတာပေါ့နော်ကိုရောင်ဒီရောင်လုံနေတယ်ဆိုတော့ကျွန်တော်တို့ကဒီဂျလန်းဆိုတဲ့စကားလုံးသုံးတယ်မင်းအလုပ်ဘဲနဲ့ဘယ်တွေဂျလန်းလုံနေတာလဲပေါ့နော်အလုပ်မပြီးရင် supervisor ဆိုတဲ့အခါမျိုးတွေမှာလည်းဒီဂျလန်းကိုသုံးပါတယ်အသုံးများပါတယ်အဲ့ဒီတော့ဒါလေးကလည်းသိထားတဲ့စကားလုံးလေးတစ်ခုဖြစ်ပါတယ်မလေးဘာသာစကားလာပါတယ်ဒါပေမဲ့စာလုံးမှာလည်းအသုံးများပါတယ်ကျွန်တော်တို့ဘာလန်းဆိုတဲ့စကားလုံးကကျွန်တော်တို့ဒီကိုယ့်ရဲ့ပစ္စည်းတွေစုထားတဲ့အရာတစ်ခုကိုကျွန်တော်တို့ဒီသုံးတဲ့နေရာမှာသုံးပါတယ်ဥပမာခီးသွားမယ်ဆိုရင်ကိုယ့်ရဲ့ခီးဆောင်ပစ္စည်းတွေဖြစ်တဲ့လက်ကေတို့ကြောပုတ်အိတ်တို့လက်ဆွဲအိတ်တို့ဂျန်နဲ့တူလီမူလီပေါ့နော်အဲ့လိုမျိုးအရာဝတ္ထုတွေတစုတဝေးယူစုပြီးတော့ဘာလန်းဆိုပြီးတော့ခေါ်ကြပါတယ်ဒီစကားလုံးကိုကျွန်တော်ဘယ်လိုသိခဲ့တာလဲဆိုတော့ကျွန်တော်ကစာပေတွတ်တိုင်းတဲ့နေရာမှာကျွန်တော်ရဲ့ဒီစာပေ material တွေဖြစ်တဲ့စာပေပစ္စည်းတွေဖြစ်တဲ့ဒီ total station တို့အဲ့လိုမျိုး target တို့ဒီ tripod တို့ပေါ့နော်အဲ့လိုမျိုးပစ္စည်းတွေအများကြီးနဲ့ကျွန်တော်က
lorry driver စောင့်နေတယ် lorry driver အန်ကယ်ကြီးကလာတဲ့အချိန်မှာ तू ကကျွန်တော်ပစ္စည်းတွေကြည့်ပြီးတော့မင်းဘာလန်းနေအများကြီးပဲဘယ် site ကိုသွားမှလဲ तू ကကျွန်တော်ပြောတော့ကျွန်တော်ရုတ်တရက်ဆိုတော့နားမလည်ဘူးပေါ့နော်ဒီဘာလန်းအတိတ်ပဲကနောက်ကြမှာကျွန်တော်သိလာပေါ့ဘာလန်းဆိုအဲ့လိုမျိုးကိုယ့်ရဲ့ပစ္စည်းတွေအများကြီးစုထားတဲ့နေရာကိုဒီဘာလန်းလို့သုံးကြတယ်ပေါ့နော်နောက်တစ်ခုကကျွန်တော်တက်စီတွေပါငှားစီးတဲ့အခါကျရင်ပစ္စည်းတွေပါအများများရင်ပေါ့နော်အိမ်ပြောင်းတဲ့အခါကျရင်တက်စီ driver တွေပြောတတ်တယ်မင်းဘာလန်းနေအများများတယ်စမ်းပါမလားကားအဲ့လိုမျိုးပေါ့နော်ကားနဲ့စမ်းပါမလားအဲ့လိုမျိုးခီးသွားမယ်ဆိုလေပစ္စည်းတွေအများများရင်ဒီတစုတဝေးယူခေါ်တာပေါ့နော်ဒီဘာလန်းဆိုအကုန်လုံးပစ္စည်းတွေအကုန်လုံးစုပြီးတော့ခေါ်လိုက်တာပေါ့ကိုနဲ့အတူတူရှိနေတဲ့ပစ္စည်းတွေအဲကြတော့ဒီစကလုံးလေးကိုလည်းကျွန်တော်တို့သိထားဖို့လိုအပ်ပါတယ်ဘာလန်းဆိုတာကအဲ့လိုမျိုးဒီပစ္စည်းတွေစုထားတဲ့ဟာပေါ့နော်ကိုနဲ့မကွာရှိတဲ့ပစ္စည်းတွေကိုဘာလန်းလို့ခေါ်ကြပါတယ်6ဆိုတဲ့စကလုံးကကျွန်တော်တို့ဒီအစားအသောက်တွေနဲ့ပတ်သက်ပြီးတော့တွဲသုံးတယ်ဘယ်လိုနေရာမျိုးတွေမှာတွဲသုံးလဲဆိုတော့ကျွန်တော်တို့အစားအသောက်တစ်ခုမှားစားလိုက်တယ်မှားစားလိုက်တဲ့အခါမှာဒီရတာကတကယ်ကောင်းတာပေါ့နော်တခါရထင်မထားဘဲနဲ့ရတာအရန်ကောင်းနေတဲ့အခါမျိုးကြာရင်ဒီလို6ဆိုတဲ့စကားလုံးကိုတွဲပြီးတော့သုံးပါတယ်ဥပမာပြောရရင် this food is chalk ဒီကောင်းဒီဟာကတကယ်စားကောင်းတာပေါ့နော်အဲ့လိုမျိုးအဲ့တငယ်ချင်းတွေနဲ့အဲ့လိုမျိုးပြောတယ်ဒီမထင်မဲ့ तू ကကို try ခိုင်းတဲ့အခါကျရင်ကိုကစားကြည့်လိုက်တယ်မှာရုပ်တရက်အံ့ဩပြီးတော့ပေါ့နော်တကယ်ကောင်းတယ်ပေါ့တော်တော်ကောင်းတဲ့အရာတာပေါ့အဲ့လိုမျိုးအခါမျိုးကြရင်ကျွန်တော်တို့ဒီ6ဆိုတဲ့စကားလုံးကိုတွဲပြီးတော့သုံးကြပါတယ် this food is chalk အဲ့လိုမျိုးပေါ့နော်သူတို့စာလုံးတွေရဲ့လေတန်းနဲ့ဆိုရင်တော့ပို့ပြီးတော့နားထောင်လို့ကောင်းတာပေါ့နော်သူကအဲ့လိုမျိုးတွဲပြီးသုံးကြပါတယ်ကဏ္ဍဆိုတဲ့စကားလုံးကကြတော့ကျွန်တော်တို့မလေးဘာသာစကားလာတဲ့စကားလုံးဖြစ်ပါတယ်သူ့ရဲ့အတိတ်ပဲကကြတော့ဘယ်လိုနေရာမျိုးတွေမှာသုံးလဲဆိုတော့ဥပမာမကောင်းတဲ့အရာတစ်ခုခုဖြစ်သွားတာပေါ့နော်ကန်ဆိုးတဲ့အရာဖြစ်သွားတာတို့မကောင်းတာဖြစ်သွားတာတို့အဲ့လိုမျိုးနေရာမျိုးတွေမှာဒီကဏ္ဍဆိုတဲ့စကားလုံးကိုသုံးတယ်ကျွန်တော်တို့အရင်တော့ကိုဗစ်တွေအရန်ဖြစ်ခဲ့တဲ့အချိန်တုန်းကဆိုရင်တော့ခဏဒီစကားလုံးကိုသုံးကြတယ်ဥပမာကိုဗစ်ဖြစ်သွားတဲ့ကဏ္ဍကိုဗစ်အိုင်တိုင်းသုံးတယ်နောက်တစ်ခါ how many person ကဏ္ဍကိုဗစ် your site အဲ့လိုမျိုးမင်းတို့ရှိမှဘယ်နှစ်ယောက်လောက်ကိုဗစ်ဖြစ်သွားလဲပေါ့နော်ကဏ္ဍဆိုတဲ့စကားလုံးအဲ့လိုမျိုးမကောင်းတာစိုးတာတစ်ခုခုဖြစ်သွားတဲ့နေရာမျိုးတွေမှာသုံးတယ်နောက်တစ်ခုကျွန်တော်တို့ဒီကားတွေပါတွေကျွန်တော်ရဲအဖမ်းခံတဲ့နေရာမျိုးတွေမှာလည်းဒီကဏ္ဍပေါ့နော်အဲ့လိုမျိုးရဲအဖမ်းခံလိုက်ရတယ်ပေါ့နော်အဲ့နေရာမျိုးတွေမှာလည်းဒီကဏ္ဍကိုသုံးတယ် site တွေမှာဆိုလည်းကျွန်တော်တို့ဒီ site မှာဒီဒဏ်ရိုက်ခံလိုက်ရတဲ့ကိစ္စတွေပေါ့နော် site အဲ့လိုမျိုးမှာဒဏ်ရိုက်ခံလိုက်ရတဲ့ကိစ္စတွေမှာဆိုလည်းကဏ္ဍဆိုတဲ့စကားလုံးကိုသုံးတယ်site stop web ဖြစ်သွားတယ်ပေါ့နော်ကဏ္ဍဖြစ်သွားတယ်ပေါ့အဲ့လိုမျိုးဆိုလည်းကျွန်တော်တို့ဒီကဏ္ဍဆိုတဲ့စကားလုံးကိုသုံးပြီးတော့သုံးကြပါတယ်အဲကြတော့ဒီကဏ္ဍဆိုတဲ့စကားလုံးကဒီတွင်ကျသုံးကြတဲ့စာလုံးမှာဒါလေးလည်းသိထားဖို့လိုအပ်ပါတယ်ပထမဆုံးကျွန်တော်တို့ဒီစာလုံးမှာအသုံးအများဆုံးဗန်းစကားကြတော့ကျွန်တော်တို့ဒီမာကန်ဆိုတဲ့စကားလုံးလေးပေါ့နော်ဒီစကားလုံးလေးကမလေးစကားပေါ့နော်သူ့ရဲ့အဓိပ္ပာယ်ကကြတော့ထမင်းစားတယ်ဆိုတဲ့အဓိပ္ပာယ်ကိုရတယ်တခုခုဟိုမှာထမင်းတော့စားကြမယ်ဟေ့ဆိုရင်ကိုမကန်ဒီလိုလေးသုံးကြတယ်နောက်တစ်ခါထမင်းတခုခုစားကြမယ်ဆိုလဲကျွန်တော်တို့ကမာကန်လို့ပဲသုံးကြတယ်ပေါ့နော်ဥပမာ site ထဲမှာတခုခုကျွေးလို့စားကြမယ်ဟေ့ဆိုလဲမာကန်ဒီလိုလေးပဲအလွယ်သုံးလိုက်တာပေါ့နော်ဒီစကားလေးကကျွန်တော်တို့ဒီစာလုံးရောက်လာပြီဆိုရင်နေတိုင်းနေပါကြားမယ်စလုံးလေးပေါ့နော်အားမဒီစကားလေးကိုသိဖို့လိုတယ်သူကတော့မလေးစကားကနေဆင်းသက်လာတဲ့စကားလေးပေါ့နော်မာကန်လို့ပြောကြတယ်ဒီမှာတခုထမင်းစားမယ်ဆိုရင်ဒီlunch တို့ dinner တို့မသုံးတော့ဘဲနဲ့ဒီမာကန်ဆိုတဲ့ဟာလေးတစ်ခုလေးနဲ့ပဲအသုံးပြုတာများကြတယ်ပေါ့နော်အဲ့ဒါလေးသိဖို့လိုအပ်တယ်နောက်ထပ်ကျွန်တော်တို့ site ထဲမှာအသုံးအများဆုံးဗန်းစကားလေးတစ်ခုကကြတော့ကျွန်တော်တို့အာကားဆိုတဲ့ဗန်းစကားလေးဒီစကားလုံးလေးကိုကြတော့ကျွန်တော်တို့ဘယ်လိုအရှင်ဒီမျိုးတွေမှာသုံးလဲဆိုတော့တိတိကျကျလုပ်ဖို့မလိုအပ်တဲ့နေရာမျိုးတွေဥပမာခက်မြန်ပြီးခြင်းနဲ့ဒီအကြမ်းမြင်ခက်ကြမ်းလုပ်လို့ရတဲ့နေရာမျိုးတွေမှာစကားတွေအများကြီးမပြောဘဲနဲ့အာကားဆိုတဲ့အသုံးလေးသုံးလိုက်တာနဲ့ဒီနားလေသဘောပေါက်လွယ်တယ်ပေါ့နော်ဥပမာကျွန်တော်တို့ပြောမယ်ဆိုရင်ဥပမာတစ်ခုခုတိုင်းတာဖို့လိုအပ်တယ်ပေါ့နော်ဥပမာကျွန်တော်တို့ဒီခေါ်လန်းနေပြီးတော့ဒီ pipe ကဟိုမှာ9မီတာနဲ့ဘလောက်မှအတိအကျသွားရတယ်ပေါ့ဒါပေမဲ့ကျွန်တော်တို့က on site မှာခက်ကြမ်းလေးတိဖို့လိုအပ်တယ်နေရာအဆင်ပြေလားမပြေလားခက်ကြမ်းလေးတိဖို့လိုအပ်တယ်ဆိုရင်ကျွန်တော်တို့ကတိုင်းတဲ့လူကိုကျွန်တော်တို့ကခက်ကြမ်းလေးပြောလိုက်အောင်ပဲ
အာကားဆိုတဲ့ဟိုစကလုံးလေးသုံးပြီးတော့ပြောလိုက်တယ်ဆိုရင်ဒါဆို तू ကဒါဆိုကျွန်တော်တိတိကျကျကြီးတိုင်မှုမလို့ပေါ့ဗျာကျွန်တော်တို့ခက်ချမ်းချမ်းလေးဟိုဒါပေချူးဆွဲပြီးတော့တိုင်လိုက်တာနဲ့အဆင်ပြေအောင်လေးတိုင်အဆင်ပြေအောင်မြန်မြန်တိုင်လိုက်တာနဲ့ဒါဆိုသဘောပေါက်လွယ်တယ်ပေါ့ तू ဆိုရင်သဘောချက်ချင်းသဘောပေါက်သွားတယ်နောက်တစ်ခုကကြတော့ဒီကိုယ့်ရဲ့ sub ကုန်းပဲဖြစ်ဖြစ်ကိုယ့်ရဲ့နောက်လိုက်ပဲဖြစ်ဖြစ်အလုပ်ကိုမှပြီးစလွယ်လုပ်နေတာပေါ့နော်ပြီးစလွယ်လုပ်နေတယ်ဒီဒါပေမဲ့ဒီအလုပ်ကပြီးစလွယ်လုပ်လို့မရဘူးတိတိကျကျတိတိကျကျလုပ်ရမယ်ကိစ္စမျိုးပေါ့နော်အဲ့လိုမျိုးဆိုရင်လည်းသူတို့အဲ့လိုမျိုးလုပ်လို့မရအောင်ကျွန်တော်တို့ကဒီအာကားဆိုတဲ့စကားလုံးလေးကိုတုံးလိုက်တာနဲ့သူတို့သဘောပေါက်တယ်ဆိုလိုတာကတော့ဥမာကျွန်တော်တို့ program in English နဲ့ပြောကြတယ်ဆိုရင်ကျွန်တော်တို့ဒီ this one cannot အာကားကျွန်တော်တို့ဒီလိုမျိုးပြောလိုက်တာနဲ့ဒီသူတို့ကချက်ချင်းသဘောပေါက်လွယ်တယ်ပေါ့နော်ဒါဆိုရင်ဒီတစ်ခုကဒါဟိုပြီးစလွယ်လုံးလို့မရဘူးတိတိကျကျလုံးမှရမယ်ဆိုတဲ့ဟာကိုချက်ချင်းသူတို့သဘောပေါက်တယ်ဒါဆိုရင်ကျွန်တော်တို့ကဟိုအင်္ဂလိပ်ဒီမှာ program English အနေနဲ့ဒီလိုမျိုးဗန်းစကားလေးတွေညှက်ပြောကြတယ်ပေါ့နော်ဒီစကားဆိုလဲကျွန်တော်တို့ site ထဲမှာတော်တော်အသုံးပြုပါတယ်နောက်ထပ် site ထဲမှာအသုံးများတဲ့ဗန်းစကားတစ်ခုကကြတော့အလီဘာဘာဆိုတဲ့ဗန်းစကားဒီစကားကိုကြတော့အလုံးမှာအရှောင်ခိုးတဲ့သူတွေနောက်ထပ်ကျွန်တော်တို့ဒီအလုပ်တစ်ခုကိုသတ်မှတ်ချက်တွေအတိုင်းတိတိကျကျမလုပ်ဘဲနဲ့ short ပေါက်ပြီးလုပ်ထားတဲ့နေရာမျိုးတွေမှာဒီစကားကိုလည်းသုံးတယ်နောက်ထပ်ကျွန်တော်တို့ပစ္စည်းတစ်ခုကိုသတ်မှတ်ထားတဲ့ပစ္စည်းကောင်းသတ်မှတ်ထားတဲ့ပစ္စည်းကိုမဝယ်ဘဲနဲ့ဈေးနှုန်းသက်သာတဲ့ပစ္စည်းကိုဝယ်သုံးတယ်ပေါ့နော်ဒီလိုနေရာမျိုးတွေမှာလည်းဒီအလီဘာဘာဆိုတဲ့ဒီဗန်းစကားလေးကိုထည့်ပြီးတော့သုံးနှုံးပြီးတော့ပြောကြတယ်တော်တော်သုံးကြပါတယ်ဒီစကားလေးကိုလည်းနောက်ထပ်ကျွန်တော်တို့အသုံးများတဲ့ဗန်းစကားလေးတစ်ခုကကြတော့တာဟန်ဆိုတဲ့ဗန်းစကားလေးဒီတာဟန်ဆိုတဲ့ဗန်းစကားလေးကိုကြတော့ကျွန်တော်တို့ဘယ်လိုနေရာမျိုးတွေမှာအသုံးပြုလဲဆိုတော့သီးမခံနိုင်တဲ့ကိစ္စတို့နောက်တစ်ခါဓာတ်မခံနိုင်တဲ့ကိစ္စမျိုးတွေမှာဒီအသုံးပြုကြတာများတယ်ဥပမာပြောရရင်ဒီနေ့နေအရန်ပူတယ်လှုပ်လှုပ်ရတာဟိုအဆင်မပြေဘူးပေါ့နော်ငါမလုံနိုင်တော့ဘူးပေါ့ဒီလိုမျိုးနေရာမျိုးတွေမှာဆိုလဲသုံးတယ်today very hot I cannot tahan ဒီလိုမျိုးလေးသုံးပြီးတော့ကျွန်တော်တို့ပြောကြတယ်ပေါ့နော်ဒီတာဟန်ဆိုတဲ့ဗန်းစကားလေးကိုညှက်ပြီးတော့အသုံးပြုတယ်နောက်တစ်ခုဥမာဒီ sub ကုန်းနဲ့ main ကုန်းကြားမှာပေါ့နော်main ကုန်းကအရန်ဆိုးလို့ဥမာ sub ကုန်းကဓာတ်မခံနိုင်ပဲထွက်ပြေးသွားတာပေါ့နော်ဒီလိုမျိုးအနေအထားမျိုးတွေမှာလည်းသုံးကြတယ်ဒီsub ကုန်း cannot tahan ပေါ့နော်sub ကုန်းကဒီ main ကုန်းဟိုဒါ main ကုန်းရဲ့ဓာတ်ကိုမခံနိုင်ဘူးပေါ့နော်ထွက်ပြေးသွားတယ်နောက်တစ်ခုကျွန်တော်တို့ဒီဥမာ project manager တို့နောက်တစ်ခါဒီ project director တို့ရဲ့ဒဏ်ကိုမခံနိုင်လို့ဥမာဒီဝန်ထမ်းတွေခဏထွက်တယ်ဆိုလဲပေါ့နော်ဒီအသုံးလုံးကိုသုံးကြတယ်ဒီအဲ့ဒီအနေထားမှာတော့ဒီအသုံးလုံးတော်တော်သုံးကြတယ်ပေါ့နော်ကျွန်တော်တို့လုပ်ခဲ့တဲ့ဒီ site တွေမှာဆိုလဲဥမာဒီတထေးရဲ့ဒဏ်မခံနိုင်လို့ဒီကာနော့တဟန်းပေါ့နော်ဒီတထေးရဲ့ဒဏ်မခံနိုင်လို့ဟိုအလုတ်ထွက်သွားကြတယ်ပေါ့နော်အများနဲ့အလုတ်ထွက်ကြတယ်ပေါ့ဒီစကလုံးလေးကိုတော်တော်သုံးကြတယ်ဒီမှာအလုတ်လုပ်တဲ့သူတွေဆိုရင်တော့ဒီစကလုံးလေးကိုနေတိုင်းကြားတတ်မှာပေါ့နော်ဒီတဟန်းဆိုတဲ့စကားလုံးလေးကိုဒါလေးကိုလည်းကျွန်တော်တို့သိထားဖို့လိုအပ်ပါတယ်နောက်ထပ်အသုံးများတဲ့ဗန်းစကားလေးတစ်ခုကကြတော့ကျွန်တော်ကြာလဆိုတဲ့ဗန်းစကားလေးပေါ့နော်ဒီစကားလေးကိုကြတော့ကျွန်တော်တို့ဒီဘယ်လိုအရှင်နေမျိုးတွေမှာအသုံးပြုလဲဆိုတော့ဟိုမှာမကောင်းတာဖြစ်သွားတာဆိုးတာဖြစ်သွားတာပေါ့နော်ဒီလိုအနေအထားမျိုးတွေမှာဒီကြာလဆိုတဲ့ဗန်းစကားလေးကိုအသုံးခတ်တူတူပေါ့နော်အသုံးပြုကြတယ်ဥပမာပြောရရင်ဒီ site ထဲမှာတခုခုစစ်ဆေးတခုတဖွဲရလာလို့ဟိုမှာစစ်ဆေးလိုက်လို့ဟိုမှာပြစ်ချက်တွေ့မိလို့ကျွန်တော်တို့ဒီ fine တန်ငွေအရိုက်ခံရတာပဲဖြစ်ဖြစ်သို့မဟုတ် site ရက်သွားတာပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုအနေထားမျိုးတွေမှာတယောက်နဲ့တယောက်နဲ့ပြောကြတယ်ပေါ့နော်ငါတို့ site တော့ကြာလပေါ့နော်ကြာလဖြစ်သွားပြီပေါ့နော်အဲ့လိုမျိုးကြာလ ready အဲ့လိုမျိုးလေးအသုံးပြုကြတယ်ဒါဆိုရင်သဘောပေါက်တယ်ဒီ site ကဥမာ fine attack ခံရတာလားသို့မဟုတ်ဒီ site ရက်သွားတာလားပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့အသုံးနှုန်းမျိုးတွေမှာဒီစကားကိုသုံးတယ်ဟိုစိုးတဲ့ဟာဖြစ်သွားတဲ့အနေအထားမျိုးပေါ့နော်စိုးတဲ့ဟာဖြစ်သွားတာမကောင်းတာဖြစ်သွားတဲ့အနေအထားမျိုးတွေမှာဒီကြာလဆိုတဲ့စကားကိုတော်တော်များများအသုံးပြုပြီးတော့ခတ်တူတူလေးသုံးပြီးတော့ပြောကြပါတယ်အခုပြောပြမယ်စကားလုံးလေးကြတော့ကျွန်တော်တို့ဒီကန်တင်းမှာဖြစ်ဖြစ်စားတောက်ဆိုင်မှာဖြစ်ဖြစ်တခုခုတောက်ဝဲတဲ့အချိန်ကြရင်တရုတ်ဆိုင်ရှင်တွေမေးတဲ့စကားလုံးလေးပေါ့နော်တာပေါင်းဆိုတဲ့စကားလုံးလေးဒီတာပေါင်းဆိုတဲ့စကားလုံးလေးကကျွန်တော်တို့ဒီ parcel ဆွဲတဲ့အဓိပ္ပာယ်ကိုပြောတာပေါ့နော်စင်ကာပူမှာတော့ကျွန်တော်တို့ဒီ
broken English နဲ့ပြောလဲကျွန်တော်တို့ parcel လို့ကျွန်တော်တို့မသုံးကြဘူးဒီ take away လို့ပဲသုံးကြတယ် take away ဆိုရင်ကျွန်တော်တို့ parcel ဆွဲတာပေါ့ဥပမာကျွန်တော်တို့ကသူကဥပမာကျွန်တော်တို့ဒီပုံထမင်းပုံဟင်းမှာကျွန်တော်တို့တောက်ဝယ်တယ်ပေါ့အဲ့လိုမျိုးတောက်ဝယ်တဲ့အချိန်မှာသူကတပေါင်းလားလို့မေးတယ်ကိုကတပေါင်းဆိုတာမသိဘူးဆိုရင်သူကတော့ထပ်ပြောပါတယ် take away လို့ take away လားလို့မေးတယ်ပေါ့နော်parcel ထုတ်သွားမှာလားအဲ့ဒါဆိုရင်ကျွန်တော်တို့ကသဘောပေါက်တယ်ပေါ့နော်အဲ့လိုမှမဟုတ်ရင်ကျွန်တော်တို့ကထိုင်စားမယ်ဆိုရင်ကျွန်တော် having here လို့ကျွန်တော်တို့သုံးကြတယ်ဒီမှာထိုင်စားမယ်ဆိုရင် having here ဆိုရင်ဒီမှာပဲထိုင်စားမှာအဲ့ဒါဆိုသူကသိတယ်တပေါင်းလို့ပြောရင်ကိုကparcel ထုတ်မှန်သိတယ်ဆိုရင်ကိုက no having here ဆိုရင်သူကသဘောပေါက်တယ်အဲ့ဒါဒီမှာထိုင်စားမှာပေါ့နော်ဥပမာကိုက having here လို့မေးရင်ကိုက no ဆိုရင်သူကတပေါင်းဆိုတာသူချက်ချင်းသဘောပေါက်တယ်ပေါ့ဒီတပေါင်းဆိုတဲ့စကားလုံးလေးကိုဒီကန်တင်းမှာတစ်ခုတောက်ဝဲတဲ့အချိန်ကျရင်အသုံးတော်များပါတယ်နောက်ထပ်အသုံးများတဲ့စကားလုံးလေးကကြတော့ကျွန်တော်တို့ဘိုတဆိုတဲ့စကားလုံးလေးဒီစကားလုံးလေးရဲ့အတိတ်ပဲကကြတော့ကျွန်တော်တို့ဒီကတုံးသို့မဟုတ်ဒီခေါင်းပြောင်နေတဲ့သူဆိုလိုချင်တာပေါ့နော်ဘိုတဆိုတာ ਨੇ ကျွန်တော်တို့ကဒီဘိုတလို့ပြောလိုက်တာ ਨੇ ကျွန်တော်ကသိရမှာပေါ့နော်သူဆိုလိုတာကတုံးသို့မဟုတ်ဒီခေါင်းပြောင်နေတဲ့လူပြောချင်တာပေါ့အဲ့ဒါမလို့ဒီဥမာတရားရဂရုံးတုံးလာတယ်ဆိုလေဒီဂရုံးတုံးနေဆိုတဲ့ဟာအင်္ဂလိပ်လိုမသုံးတော့ဘဲနဲ့ဒီ IT စာကြောင်းလေးထဲမှာဒီပိုတဆိုတဲ့ဒီစကားလုံးလေးကိုပြောလိုက်တယ်ပေါ့နော်ထည့်ပြီးတော့ပြောကြတယ်ပေါ့ဒီပိုတဆိုတာဂရုံးသို့မဟုတ်ခေါင်းပြောင်နေတဲ့သူဆိုလိုချင်တာပါနောက်ထပ်အသုံးများတဲ့စကားလုံးလေးကကြတော့ကျွန်တော်တို့ဒီအာမုံဆိုတဲ့စကားလုံးလေးဒီစကားလုံးလေးရဲ့အတိတ်ပဲကအဖြူကောင်တွေကိုဆိုလိုတာပေါ့နော်အဖြူကောင်တွေကိုကျွန်တော်တို့ပြောချင်တယ်ဆိုရင်သူတို့ကိုကျွန်တော်တို့အာမုံလို့ပဲပြောကြတယ်ဒါဆိုရင်အာမုံဆိုတဲ့အတိတ်ပဲကဒီအဖြူကောင်တွေကိုဆိုလိုမှန်းသိကြတယ်ဒီလောက်ဆိုရင်တော့ကျွန်တော်တို့စာလုံးမှာအသုံးများတဲ့ singly ဘန်းစကားလေးတွေကိုတီးလောက်ပြီလို့ထင်ပါတယ်ကျွန်တော်တို့တခုခုသူတို့တွေထည့်ပြီးတော့ဂျာညက်ပြီးတော့သုံးလာတဲ့အချိန်မှာတီးထားဖို့ကိုလိုအပ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့မေးစရာမလိုဘူးပေါ့ကိုကဒီစကားလုံးလေးတွေရဲ့အတိတ်ပဲလေးတွေကိုသိနေတယ်ဆိုရင်ကျွန်တော်အခုပြောပြထားတဲ့စကားလုံးလေးတွေကကျွန်တော်တို့လက်ရှိမှာအသုံးများတဲ့စကားလုံးလေးတွေကိုကျွန်တော်ရွေးပြီးတော့ပြောပြပေးထားတာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ပိုဂျိုအစလုံးမှာပဲအလုပ်လုပ်နေတဲ့ညီလေးတယောက်ကကျွန်တော်ကိုဒီဓာတ်ပုံလေးပို့ပြီးတော့လှမ်းမိတယ်အကိုဒီစလုံးကို dictionary ထဲမှာရှာလို့မတွေ့ဘူးသူ့အဓိပ္ပာယ်ကဘာလဲဆိုပြီးကျွန်တော်လှမ်းမိတယ်ကျွန်တော်ကြည့်လိုက်တော့ဒီစလုံးကဘိုဂျိုးဆိုတဲ့စလုံးဖြစ်နေတယ်ဒီဘိုဂျိုးဆိုတဲ့စကားလုံးကကျွန်တော်တို့ dictionary ထဲမှာရှာတွေ့မှာမဟုတ်ပါဘူးဘာကြောင့်လဲဆိုတော့ဒီစကားလုံးကစလုံး singly ဘန်းစကားတလုံးလို့သတ်မှတ်လို့ရပါတယ်သူ့ရဲ့အဓိပ္ပာယ်ကြတော့ကျွန်တော်တို့တွေကဘယ်လိုသတ်မှတ်လို့ရလဲဆိုတော့သူ့ရဲ့အဓိပ္ပာယ်ကကျွန်တော်တို့ဒီအကြောင်းမကြားတဲ့ကိစ္စတို့မဖိတ်ခေါ်တာတို့အဲ့လိုအနေအထားမျိုးမှာသုံးကြတယ်ပေါ့နော်ဒီဘိုဂျိုးဆိုတဲ့စကားလုံးပြောမယ်ဆိုရင်စာကြောင်းတိဆောက်ပုံရပြောမယ်ဆိုရင်ဥပမာကိုကတငယ်ချင်း3ယောက်ရှိရင်2ယောက်နဲ့တူတူကိုပေါ့ကို1ယောက်တည်းပဲကော်ဖီဆိုင်သွားတာပဲဖြစ်ဖြစ်အပြင်သွားတာပဲဖြစ်ဖြစ်ပေါ့နော်တငယ်ချင်းကိုအကြောင်းမကြားဘဲနဲ့သွားလိုက်တယ်ပေါ့အဲ့ဒီအချိန်မှာတငယ်ချင်းကကိုလမ်းမှာတွေ့လို့ပဲဖြစ်ဖြစ်နောက်တစ်ချိန်မှာပြန်သိလို့ပဲဖြစ်ဖြစ်သူကကိုအပြစ်တင်တဲ့သဘောမျိုးနဲ့ပြောချင်တယ်ပေါ့မင်း why don't ဘိုဂျိုးမီဆိုတော့မင်းကဘာလို့အကြောင်းမကြားတာလဲဆိုအိုက်ပေါ့နော် why don't ဘိုဂျိုးမီလို့ပြောမယ်ဆိုရင်ဒါကျွန်တော်တို့ကမင်းကဘာလို့အကြောင်းမကြားပဲသွားတာလဲဆိုတဲ့သဘောမျိုးကိုသူတို့တွေကသုံးကြတယ်ပေါ့အဲ့ဒီတော့စာလုံးတော်တော်များတယ်အဲ့လိုမျိုးဒီစကလုံးကအဲ့အနေထားမျိုးမှာသုံးတာပို့ပြီးတော့များတယ်ကိုအကြောင်းမကြားပါနဲ့လှုပ်လိုက်တာတို့ကိုအကြောင်းမကြားဘဲနဲ့သွားလိုက်တာတို့ကိုမဖိတ်ခေါ်ဘဲနဲ့သူ့ဘာသူသွားလိုက်တာအဲ့လိုမျိုးကိစ္စမျိုးတွေမှာဒီဘိုဂျိုးကိုအသုံးများကြတယ်ဒီဓာတ်ပုံအရာဆိုရင်တော့ဒီဓာတ်ပုံမှာကျတော့ तू ကအလုံးကြော်ညာထားတာပေါ့နော်အလုံးကြော်ညာထားတဲ့နေရာမှာ तू ကရေးရတယ်ဆိုတာ don't say ဘိုဂျိုးလို့ရေးရတယ် don't say ဘိုဂျိုးဆိုတော့ပြောဖို့ဆိုရင်တော့ဒီအတိတ်ပဲရဆိုရင်တော့ငါတို့ရှိမှလူတွေအလုတ်ခေါ်နေတယ်ပေါ့မင်းတို့အကြောင်းမကြဘူးလို့မပြောနဲ့ပေါ့ငါတို့ဒီမှာအလုတ်ခေါ်တဲ့အကြောင်းငါတို့ကြီးညာထားတယ်ပေါ့အိုက်ဒိတ်ပဲမျိုးကျွန်တော်တို့ကသတ်မှတ်လို့ရတယ်ပေါ့ဒီဓာတ်ပုံအရာဆိုရင်ပေါ့နော်ဒီဓာတ်ပုံအရာဆိုရင်တော့အဲ့လိုမျိုးသတ်မှတ်လို့ရတယ်
ကျွန်တော်တို့ကဒီဘိုဂျိုးဆိုတဲ့အဓိပ္ပာယ်ကအဲ့ဒီစာလုံးဘန်းစကားဖြစ်ပါတယ်ကျွန်တော်တို့ဒီ dictionary ထဲမှာလည်းကျွန်တော်တို့ရှာတွေ့မှာမဟုတ်ပါဘူးဒီစကားလုံးလေးကဒါလောက်ဆိုရင်တော့ဒီဘိုဂျိုးဆိုတဲ့စာလုံးဘန်းစကားလေးကိုနားလည်ပြီလို့ထင်ပါတယ်နောက်ထပ်ဘန်းစကားလေးတွေလည်းအလင်းတင်တယ်လို့သိရင်ကျွန်တော်ထပ်ပြီးတော့ sharing လုပ်ပေးပါမယ်ကျေးဇူးတင်ပါတယ် Bojo. Bojo. Yeah. Bojo. Yeah.